တော့ဖြူနီပြပါတဲ့ချင်းလေးက DMB ပုံစံလေးပေါ့နော်ဒီဘက်ခေတ်လူငယ်တွေအကြိုက်ပြန်ပြီးတော့လောက်ပြီးတော့ထွက်ထားတာဆိုတော့ဒီနေ့ကျတော့အဲ့လိုအမျိုးကြီးအရင်အုံးနိုင်မထွက်ချင်ဘူးပြီးတော့ဒီတကြံမှုလေးကိုလည်းအပြည့် on ချင်တယ်ဆိုတော့ဒီချမ်းပါရဲ့တချင်းလေးကိုရွေးပြသွားတာပေါ့နော်ပြီးတော့တခြားတကြံတချင်းတွေကလည်းပြန်ဆိုကြတာများတယ်ပေါ့နော်အခုနောက်ပိုင်းပြန်ဆိုတာဒီချမ်းပါတွေကမရှိသေးဘူးထင်တယ်အဲ့လိုဆိုတော့ရွေးပြသွားတာပါဟုတ်ဒိန်းသမားလေးဆိုတော့ဟိုပါပေါ့နော်ဒီမြမတကြံရိုးရလေးကိုမြမမှုစစ်စစ်လေးတွေကိုဒီထဲမှာပဲပြသမယ်ပြီးတော့ဒီဟိုပါပေါ့နော်ဒီတချင်းလေးကိုကြည့်လိုက်တာနဲ့အော်အရင်တော့ပုံစံလေးတွေအရင်တကြံပုံစံလေးတွေကိုလွမ်းရမယ်ပေါ့နော်အဲ့လိုပုံစံလေးပါဟုတ်မင်းဒီဆိုရင်ကွာတော်တော်များများအမျိုးတွေပဲဆိုရဲအမျိုးပဲလာမယ်လို့ထင်ကြရပေါ့နော် sparkling ချစ်ချင်းနောက်ပိုင်းစပြီးတော့သူကအမျိုးတွေပဲတောင်းတတာဆိုတော့ဒီအချိန်မှာကျတော့ဘယ်လိုဘာရှင်းလေးထွက်မလဲဆိုတော့အရင်လည်းမမျိုးအရင်လည်းမအေးဘူးဒါပေမဲ့နားထောင်လို့ရမယ်ဒီအပြင် audience တွေပေါ့နော်ဒီ club တွေဘားတွေထက်ကိုဒီအပြင် audience တွေကြိုက်မဲ့ပုံစံမျိုးလေးပြောင်းလုပ်ထားပါတယ်